Hey, ငါမျက်နှာကိုတေချာကြည့်ထားငါကမင်းတို့သေလောက်အောင်ကြိုက်နေလဲခောက်ဆွဲကြောက်ပဲဒီနေ့တော့ငါစိတ်တွေအယမ်းတိုနေလို့မင်းတို့ကငါဘလောက်ဒုက္ခပေးနေလဲဆိုတာအကုန်အန်ထုတ်ပြတော့မယ်အမှန်တရားကိုနားထောင်ဖို့တတ်သိရှိလားမင်းတို့ငါကိုအယမ်းဆွဲနေတာငါသိတယ်ဒါပေမဲ့ငါကိုချစ်တရားကစက်အောင်မထားနိုင်တော့ဘူးအခုငါမင်းတို့ကိုအရှက်ခွဲတော့မယ်ပထမဆုံးတစ်ချက်ငါကိုထဲမှာ MSG ဟင်းခမုတ်တွေကတောင်းလို့ပုံနေလားမင်းသားငါကိုနေ့တိုင်းတစိမ့်စိမ့်စားနေရင်မင်းအုံနောက်ကဒီကောင်လိုကြောင်တောင်တောင်ထစ်ပြီးထုံအသွားလိမ့်မယ်ပါလေမင်းအုံနောက်ကိုအမိုက်ပုံနဲ့ပစ်ချခြင်းနေတာလားဒါရင်မဲလားမရသေးဘူးငါကရိုးရိုးခောက်ဆွဲမဟုတ်ဘူးပညာသားပါတဲ့သူခိုးပြားမင်းဘိုက်ကိုလင်ညာပြီးပြည့်နေတယ်လို့လှုပ်ထားပေမဲ့တကယ်တော့မင်းခန္ဓာကိုယ်ရဲ့ကအဖိုးတန်တဲ့ပရိုတင်းနဲ့ဗီတာမင်တွေကိုငါကအကုန်မှွေနောက်ခိုးယူနေတာပြီးတော့နောက်ဆုံးတစ်ချက်ငါကမင်းရဲ့ကြောက်ကတ်ကိုတတ်မဲ့ကောင်းမယ်ငါနဲ့တာရှည်ကန်ဈေးတွေကလူသက်ဖို့လူသက်ဖတ်လေမင်းကြောက်ကတ်ကိုဖျက်ဆီးပြီးအမိုက်ဖြစ်အောင်လုပ်ရတာငါတို့အတွက်တော့အားရစရာကြီးကွာ